အားလုံးပဲမေဂါပါခင်ဗျာဘလိုပါသနာရှင်များခင်ဗျာဒီနေ့မှာတော့အီတလီစီးရီး A ရဲ့ပွဲကြီးပွဲကုပ်ဖြစ်တဲ့ရာဇီယိုနဲ့အီတာမီလန်တို့ရဲ့ပွဲစဉ်ကိုဒေတာတွေရဲ့ချက်လက်တွေနဲ့အတူနှိမ့်ချုပ်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲကိုတော့ရာဇီယိုရဲ့ A ဝဲဖြစ်တဲ့အိုလံပီကိုကစားကွင်းမှာကစားသွားမှာပါဇေယျထိပ်ပိုက်ကအီတာမီလန်ဟာချာပီယံခြေစွမ်းတိုင်းအလော်တင်ကြီးနေပြီးရာဇီယိုကတော့ဥရောပဝယ်ခွဲရဖို့အမှတ်တကယ်လိုအပ်နေတဲ့အဆင့်မှာရှိနေပါတယ်။အီတာမီလန်မှာလူဆိုတက်ဆိုအင်အားတုတ်တင်းနေပြီးလာဇီယိုဘက်မှာကတော့အဓိကခန်းစဲကစားသမားတချို့ဒဏ်ရာကြောင့်ပါဝင်ဖို့မသိချသေးပါဘူး။အီတာမီလန်ကပွဲလေကိုစိုးမိုးပြီးတိုက်စစ်ဖွင့်မှာဖြစ်တယ်လို့လာဇီယိုကတော့အေကွဲပရိသတ်ရှိမှခန်းစဲကိုကျင်းလဲအုပ်ပိတ်ပြီးတပြိုင်တိုက်စစ်နဲ့တုတ်ပြန်မှာပါ။အိုလံပီကိုပွဲမှာလာဇီယိုဟာအီတာမီလန်ကိုအမြန်တဒုက္ခပေးလေးရှိတာကြောင့်အီတာမီလန်အတွက်ဒါဟာစိတ်ခေါ်မှုကြီးတစ်ခုပါပဲအီတာမီလန်ရဲ့တိုက်စစ်ရှေးကိုလာဇီယိုရဲ့အိမ်ခွဲခံစစ်ကဘယ်လောက်ထိတောက်ခံနိုင်မလဲဆိုတာပွဲရဲ့အဖြေပါပဲကျွန်တော်ရဲ့ခံမှန်းချက်အရလက်ရှိခြေစွမ်းအရပိုကောင်းနေတဲ့အီတာမီလန်က2 ဂိုးနဲ့နိုင်ရောက်သွားမယ်လို့ထင်ပါတယ်ပလိသတ်တို့ရောဘယ်လိုထင်ပါသလဲဗျကောမန့်မှာရေးပေးခဲ့ကြပါဦးခင်ဗျာကျွန်တော်ရဲ့ channel ကိုလည်းအားပေးထားကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ပုတ်ကကောင်း channel ကနေ့စဉ်တက်ဆက်ပေးနေပါသေးခင်ဗျာနိုင်ငံတကာမှာအောင်မြင်ဖို့အတွက်တို့စူးစမ်း MYANMAR တို့ချစ်စိတ်ဓာတ်အပြည့်နဲ့မြန်မာကိုဒီကဘာကလေးစားဖို့ပို့စူးစမ်း